follower 1000လောက်နဲ့ကျင်းအောင်လို့ဆယ်တော့တပတ်ပေါ့လား follower 1000နိုင်နဲ့ခံနိုင်ရှိလား follower 1000ကျော်လေးရတာတော့မှအစဲခါတာရက်ဆက်တယ်နော်ယေရှုနဲ့ရှင်တတ်ဖို့ပဲမိတ်ဆက်ပေးရမှာနင်းပြောင်းလဲအဝတ်စားပြောင်းလဲစပင်းအဲ့လိုမလုံးနဲ့သွားပြောပိုးလုံးမှာမတောက်နဲ့ပိုးတောက်မှာယေရှုကိုရှင်ခွင့်ပေးဖို့ပြောတဲ့အခါမှာတရက်ပြီးတရက်စိတ်ထားတွေအမှုအကျင့်တွေဇာရိတ္တတွေအတွင်းပါရမီတွေပြောင်းလဲလာဒီနေ့ကိုဆိုနိုင်တယ်နော်ကျွန်တော်တို့ကဒါဒီမှာဟိုဂီတာမပိုင်မီးမလာရင်မဆိုနိုင်တော့သူတို့ကတောင်ယာမှာစပားစိုက်နေရင်းနဲ့လဲမျက်နှုတ်ပေါင်းတင်နေလဲဖယားတာဖျားပြီးကိုတော့ကိုချီအဲ့လိုမျိုးသူတို့တွေချီမွန်းတာတကယ်ပဲသူရှိနေတဲ့အခါမှာအဲ့နေရာတဝိုက်မှာတောင်ယာမှာသူ့ရဲ့တချင်းတန်ညို့နော်ဆိုတဲ့အတန်တွေအယမ်းမင်္ဂလာရှိတာနော်အဲ့တော့ကျွန်တော်တူးထဲနေတဲ့အခါမှာကျွန်တော်ဘာဝမ်းမြောက်ဘာအတွက်ဝမ်းမြောက်ပတ်စံရှိလို့ဝမ်းမြောက်ဖို့မဟုတ်အာမင်ပတ်စံရှိတဲ့ဟာလဲမနဲ့ပြန်မရှိတော့ပတ်စံခဏပဲဝမ်းမြောက်ခြင်းပေးတာမဟုတ်လားလက်စာထုတ်တဲ့အခါခဏလေးမင်းကလာရပြီဆိုဝမ်းတာပြီးကြတည်ပဲမကြံနဲ့လေမဟုတ်လားခဏပဲပတ်စံပါလဲဝမ်းမြောက်ခြင်းခဏပဲပေးတာဟာခုတားအပြိုလိုပြိုတွေတားနဲ့အိမ်ထောင်ချခြင်းနဲ့ယောက်ျားရရင်ကောင်းမှဆိုရကြည့်မိမရကြည့်ခဏပဲဝမ်းမြောက်တာဒီနေ့တော့တတိုးသမအစ်စ်တယ်မနဲ့ပြန်ကြပဲတွိုက်လဲခန်းစားချက်တော့မကောင်းတော့အခုမိမရတားပြောလာကျွန်တော်လာမေးကြည့်ဘလို့နေမအဲ့တော့လူအကြီးဝမ်းမြောက်ခြင်းဆိုတာလောကရဲ့ဝမ်းမြောက်ခြင်းပါလဲခဏပဲမဟုတ်လားမကြည့်မလေးရှားစင်ကာပူနိုင်ငံခြားသွားပြောတပ်ပုံတွေရိုက်ပြန်လာပြီးမှအကျွေးတင်တဲ့သူလည်းမရှိဘူးလားခဏပဲနိုင်ငံခြားသွားလဲခဏပဲကားစီးတဲ့သူလည်းကြည့်လိုက်ကားဝယ်တော့ကတော့ရောင်ဝမ်းတာချီးဆိုတော့ချီမွန်ပုံတွေပါတယ်တင်ဟာ post တွေပါတယ်နဲ့တင်ပြီးကြအဲကွန်ပြက်ပြန်ပြီတုံးသိန်းစိတ်ညစ်ပြန်မဟုတ်လားစီမရတဲ့ပြဿနာကကြည့်လောကရဲ့အရာဝတ္ထုပစ္စည်းတွေကလေခဏလေးပဲနော်ဝမ်းမြောက်ခြင်းခဏပဲပေးတာနော်မဟုတ်လားပြော iPhone ရတယ်ဒီနေ့ iPhone ဝယ်တယ်အတက်ပလက်ဝယ်တယ်ဝယ်ပြီးရနဲ့ကီးပုတ်ပြန်လို့ပြန်ပြီတဲ့ဖုန်းစင်ကဝယ်ရလဲဘာပြန်ဝယ်ရအောင်မလဲဖုန်းပေပြန်ဝယ်ရအောင်မယ်ကဲကြည့်ကားဝယ်လဲစီပြန်လို့ရအောင်မယ်လောကရဲ့ဝမ်းမြောက်ခြင်းကလေခဏပဲ तू ကမျက်နှာစာလေးပဲလာတာနောက်ွယ်မှာဘာမှမကြံခဲ့ဘူးမုံလာထုတ်လို့ပဲခွာကြည့်ကြက်သွန်တွေလည်းခွာကြည့်အထဲမှာအနစ်ပါလားမပါဘူးလောကရဲ့အချစ်ချင်းလည်းအဲ့မုံလာထုတ်ပဲဝိနာလို့ပြောလိုက်လူတွေရဲ့အချစ်ကမုံလာထုတ်ပဲပြောနင်းငါ့ကိုချစ်တယ်ဆိုတာလည်းပဲအဲ့ဒါကြက်သွန်နေပဲခွာကြည့်အဖတ်ပဲကုန်သွားမယ်အထဲမှာပါတွေ့လဲအလကားအဲ့ဒါဒီအလကားအဲ့ဒီအတုကိုတီးတဲ့ခါမှာတိုင်မာတရားတီးတဲ့ခါမှာအဲ့ဒီအတုကိုနားလေသွားဟာလေလုယာလက်ခုပ်တီးကုန်ပြီအဲ့တော့ဒီမှာထိုင်နေသူတွေကအလိမ်အညာလက်စားခြင်းနဲ့မှရှိဘုရားကျောင်းထဲမှာမပြေတော့အခြေအနေပေါ်မှာမပြောနိုင်ဘသူမရှိလို့နော်ပတ်စာမရှိလို့ဒီနေ့နော်ဖဏမရှိလို့ဝမ်းမမြောက်နိုင်ဘူးအဲ့ဒီအပေါ်မှာဝမ်းမြောက်ဖို့မဟုတ်လောကရဲ့အခြေအနေပေါ်မှာလိုက်ခံစားပြီးမှ feeling တွေနဲ့လိုက်ခံ emotional နဲ့စိတ်နဲ့သွားဖို့မဟုတ်စိတ်ကအာယုံနဲ့လက်ပြလေးက तू ကပြက်လွင့်နေတာဒီမှာထိုင်နေရင်းနဲ့လည်းပဲဟိုးလေကူမှမရောက်နိုင်ဘူးလားရောက်နိုင်တယ်ကြည့်လူရဲ့စိတ်ကလေတင့်ကိုကျွန်တော်မှဖမ်းထားလို့မရတာမဟုတ်လားဒီမှာထိုင်နေနဲ့အိမ်ကအမေရွာကိုလည်းတတိမရနိုင်ဘူးလားဒီမှာထိုင်နေမှာကျန်းစာကျောင်းကဟိုကောင်းလေးချောလေးပြန်တတိမရနိုင်ဘူးလားဆမဘဖြီတော့ကသူ့စီမှာခိုးကြည့်ခဲ့တာသူ့လက်ဝါးပေါ်မှာခဏဖဲကြည့်ရကြည့်ဒီစိတ်ကိုကျွန်တော်ဖမ်းချုပ်ထားလို့မရဘူးလေမဟုတ်လားစိတ်ကကြောက်ရဲ့အာယုန်တွေပြက်လွဲပြီးမှအခြေအနေပေါ်မှာလိုက်ခံစားတတ်တယ်အဲ့ဒီစိတ်ကဘာပြောလဲအခြေအနေပေါ်မှာလိုက်ခံစားတာ तू ကအမီအခုလေးနဲ့တခုခုပေါ်မှာตาယာနေမှအမီအခုရှိမှလုံခြုံတယ်လို့ခံစားတဲ့စိတ်ကတင်းမာနာတွေထိခိုက်လာပြီးတင်းပေါ်မှာအနုလက္ခဏာအနီရောင်ဟိုဖုံးမှာဆိုတက်ခဲအနီရောင်ပြလာတဲ့အစ်စ်မှာစိတ်မှာခံစားလာပြီးဆိုရင်မလာတော့ဒီမှာလည်းမလာတော့ပတ်ဝန်းကျင်ကိုလည်းမေတ္တာမပေးနိုင်တော့စိတ်မရှိနိုင်တော့ကြည့်ဒါကြောင့်အဲ့ဒီ emotion လှုပ်ရှားမှုအခြေအနေလောကရဲ့ဝမ်းမြောက်ခြင်းပေါ်မှာတည်ထားတဲ့သူတွေကမချီးမွမ်းနိုင်အခြေအနေမှာအမှုတော်ဆောင်အခြေအနေမှာအတုံးတော်ခံအခြေအနေမကောင်းရင်အတုံးတော်မခံတော့မဟုတ်လားပတ်ဆက်ရှိတဲ့အချိန်မှာတော့ဟာလေလုယာပြောလားပတ်ဆက်မရှိတော့ဘုရားကြောင့်တလအဝေးတင်ဖြစ်နိုင်ပြီးရော
တော်သေးတာပေါ့ဖះဆိုင်နော်ကိုတော့တမိပေါ်မှာကိုတော့ကောင်းမြတ်တယ်ဒါပေမဲ့လောလောဆယ်တော့ဆိုင်ဆိုဖះကိုထုတ်စီသူကစားတော့လို့ဖះကိုလေနော်ဆိုင်နော်ရဟာစေတချို့ရဟာစေဖះပေါ်မှာအဲ့ဒီလောကအရာငွေကြီးတွေနဲ့ဝမ်းမြောက်ခြင်းပေါ်မှာရှာဖွေထားလို့မရဘူးဒါကြောင့်မို့ဒါဝိမင်းကြီးက तू ကဘာတရှိဘကိုပြစ်မှာပြီးအောင်ဒီတခုမဲ့ပြောတယ်နော်ကျွန်တော်ကိုကဲတင်ချင်းနဲ့ရှင်တော့ဝမ်းမြောက်ခြင်းကိုရုပ်မသိမ်းပေးပါနဲ့ကဲတင်ချင်းနဲ့ရှင်တော့ဝမ်းမြောက်ခြင်းကိုပြန်ပေးပါဒါပဲပြောတာကျွန်တော်တို့ဝမ်းမြောက်ရမှာဖခင်သားဖြစ်ခြင်းပေါ်မှာဝမ်းမြောက်ရမှာလက်ခုပ်တီးကွန်ပျူတာဟာလေလုယာနေအိမ်ပိုင်ရပိုင်မရှိလည်းပဲဖခင်သားပဲဟာလေလုယာကားမရှိလည်းပဲဖခင်သားပဲဖုံးပေမရှိလည်းပဲဖခင်သားပဲနောက်ခံအတိုင်းဝိုင်းတထေးတွေတကက်စပွန်ဆာမရှိလည်းပဲဖခင်သားအဲ့ဒီအပေါ်မှာဝမ်းမြောက်လာတဲ့အခါမှာစုမတောင်းချင်လည်းပဲတောင်းချင်လာနိုင်တယ်သူခွန်အားအာမင်အဲ့ဒါဂျေဇုတော်ပေါ်မှာတည်ထားတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအခြေအနေပေါ်မှာမတွားဘူးဆိုရင်တော့သင်ကလက်သွားမှာပဲဟာလေလုယာဒါကြောင့်မို့အသက်တာအခြေအနေတိုင်းမှာချီးမွမ်းခြင်းရစ်ပေးဖို့လိုတယ်ဟုတ်ပြီဒီနေ့မှာရှင်ပြန်ထမြောက်တဲ့နေ့ကိုနေဖြစ်တယ်ဟာလေလုယာသခင်ယေရှုရှင်ပြန်ထမြောက်တဲ့နေ့မှာသင်လည်းရှင်ပြန်သွားတာဖြစ်တယ်အာမင်ယေရှုရှင်ပြန်လို့သင်လည်းပဲပြန်ရှင်သွားတယ်ပြောကြည့်ပါဦးယေရှုရှင်ပြန်လို့သင်ကပြန်ရှင်သွားတယ်သင်ကိုဘုရားသခင်ကနှစ်ထပ်ကွမ်းပိုင်တယ်ဘယ်လောက်ပိုင်လဲဟောပထမကဘာဥစဖန်ဆင်းကြတဲ့ကအာဒမ်နဲ့ဧဝကရဲ့ဖန်ဆင်းလိုက်မွေးဖွားလာတဲ့လူသားကလေးနေပိုင်တယ်လူကိုဘုရားသခင်ကအာမင်စာဒမနကလူကိုအပြစ်နဲ့သွေးဆောင်ကြဆင်းသွားတဲ့အခါမှာနော်မနတ်လက်ထဲမှာရောက်သွားတဲ့ဟာကိုရွေးနှုတ်ခြင်းလက်ဝါးကားတဲ့တရားနဲ့ယေရှုကိုဆင်းလို့မပြန်ခဲ့တယ်ဒါကြောင့်မို့ကဘာဦးအစကလေးကပိုင်တယ်လို့ကြာရှုံးသွားတဲ့သူကိုယေရှုနဲ့ပြန်ရွေးနှုတ်တဲ့သူကိုဘယ်နှခေါက်ပိုင်လဲဘုရားနှစ်ခေါက်ပိုင်နှစ်ထပ်ကွမ်းပိုင်တယ်ပြောကြည့်ပါဦးဒါကြောင့်သင်ဟာဘုရားဗန္တာဖြစ်တယ်ပြောဘုရားရဲ့ယဉ်နှစ်သေးချာဖြစ်တယ်ပြောဘုရားရဲ့အလိုတော်အချာစီရည်ရွယ်ချက်အထွတ်အထိပ်အလုံးတင့်ပေါ်မှာရှိတယ်တင့်ပေါ်မှာအချာစီရှိတယ်တင်အပြင်ပဲလောကမှာဖျားအလုပ်လုပ်နိုင်တယ်တင်မပါဘဲနဲ့လောကမှာဖျားအလုပ်လုပ်မရပြောကြည့်ပြောလိုက်ပြောပါတင်မပါဘဲကိုနာမည်ကိုပြောပေးမယ်ဣသရမပါဘဲလောကမှာဖျားအလုပ်လုပ်လို့မရကျွန်တော်ဣသရလည်းပဲဖျားမပါဘဲလောကမှာအသက်မရှင်ရအောင်မသက်မရှင်နိုင်ဘူးအလုပ်မလုပ်နိုင်ဘူးအပြန်အလှန်မိခိုးနေတယ်ဖိလစ်လာပါဦးအဲ့ဒီအပြန်အလှန်မိခိုတဲ့ဟာကိုကာဘနက်ဗဒိညင်လို့ခေါ်တယ်ဘာလို့ခေါ်လဲဗဒိညင်လူတွေကခုဘာလဲဘယ်လိုပြောကြလဲဘယ်လိုနှုတ်ဆက်ကြလဲဒီလိုပဲနှုတ်ဆက်ကြတယ်ဒါအပေါ်ယံပြောပါအပေါ်ယံအရာနဲ့ဟိုဘက်ဒီဘက်ဆွဲကြည့်ပြုတ်သွားနိုင်တယ်လူတွေရဲ့ဟုတ်တယ်နော်ဒါမဲ့ကာဘနက်ဗဒိညင်ကြတော့အဲ့လိုမဟုတ်တော့ဒီလိုဖြစ်သွားပြီအေးဘယ်လိုလဲဗဒိညင်ပြောကြည့်ပါဦးကာဘနက်ပါဇာအုပ်ပြီးမှပြောကာဘနက်အေးဗရိညင်ပြောကဲဖိလိလွတ်ကြည့်ပါဦးဘသူဆွဲထားလဲကဲကျွန်တော်လွတ်လိုက်မယ်ဘသူဆွဲထားလဲဖိလိဆွဲမဖျားဆွဲထားတယ်အဲ့ဆိုတော့အဲ့ဒီဗရိငါပြတ်နိုင်လားတယောက်ပြတ်ရင်တော့တယောက်ဆွဲထားတယ်တင်ဖက်ကစုမတောင်းနိုင်ရင်တောင်မှဖျားသခင်ကဆွဲထားလွတ်ထားလေတယောက်ဆောင်နဲ့တကွလေလွတ်ထားလေအခုချိန်မှာအာမင်တင်ဘက်ကဘာမှဖျားကိုဘာမှတင်ဘက်ကဖြောက်မှတ်ခြင်းအကျင့်မကျင့်နိုင်တော့ယေရှုကသူ့ဖြောက်မှတ်ခြင်းနဲ့တင်ကိုဆွဲထားအဖြူနဲ့အမဲဟိုဘက်ကစာတန်တဲ့ဘက်ကယေရှုတဘောထားလိုက်စိတ်မကောင်းပါဝတ်လာယူနော်အဲ့တော့ကြည့်ဘသူဘက်ကဆွဲထားလဲဒါပေမဲ့ဖျားဘက်ကဘယ်တော့မှအာမနေဘူးဆိုတာတင်မှတ်ထားလိုက်ဖျားဘက်ကပဲတော့မှလက်မလို့တင်ဖျားကိုတလအဝေးတင်ဖြေထားပေမဲ့ဘာလို့ထားတော့ကလဲယေရှုကလွတ်မယ်နဲ့တမီးနဲ့ကဲတင်ချင်းမရချင်းကြတဲ့ငါခဏလွတ်မယ်ဆိုတာတမီးငါသိတယ်နင်အချင်းနေပေါ်မှာတမီးပတ်ဆိုင်မှာပို့ရင်နင်ဖောက်လာမယ်ဆိုတာငါသိတယ်ကျန်းစာเจ้าမှာနော်မဟုတ်ဖို့မရရင်နင်နည်းနည်းတောင်းချမ်းလာမယ်ဆိုတာငါသိတယ်ဟုတ်တယ်နော်ဒါပေမဲ့ယေရှုကလွတ်လားတင်ပဲအားနေတာလူသားပဲအားနေတာဖခင်ဘယ်တော့မှဒါကြောင့်အဲ့ဒီယေရှုရဲ့
ကန်လက်ယေရှုရဲ့ဂျေဇုတော်ထဲမှာမိခိုထားတဲ့သူကငါဖြောက်မှလို့မဟုတ်ငါကောင်းလို့မဟုတ်တော့ငါရဲ့စကတ်ချင်းချောင်းမဟုတ်ငါကြိုးစားလို့မဟုတ်တော့ကိုရောကြောက်ဆိုပြီးမှဘာဖြစ်လာလဲအသက်ရှင်လာတဲ့အခါမှာဂျေဇုတော်ကိုကင်ဖမ်းမိသွားတယ်တော့ဂျေဇုတော်ကိုဟာလေလုယာဒါကြောင့်ယေရှုရှင်ပြန်ထမြောက်တဲ့နေ့မှာဟိုမာဂဒလမာရီတို့ကဟဲ့ငါတို့ရဲ့သခင်တင်းချိုင်းကူမှမရှိတော့ဘူးအဲ့မှာတင်းချိုင်းဆောက်လာဝှလုံဖြူနဲ့အခြေရင်မှာအဝတ်စုံပုံမှာနော်သခင်မရှိတော့ဘူးသူဂါလိလဲကိုတွားနေပြီလို့ကောင်းကင်တမန်ပြောလိုက်တယ်လို့ပြောတာနဲ့ပေတရုကဟုတ်လားဆိုပြီးမှချက်ချင်းပြေးတာသူကဘာဆိုယေရှုကိုတားချစ်တယ်လေသူဘက်ကရမ်းချစ်လားအရမ်းချစ်တော့သူကပြေးတာယေရှုကိုငါချစ်တယ်ငါဆိုပြေးတာဒါမဲ့ယောဟန်ကကျတော့ယေရှုငါကိုချစ်တယ်ပြောကြည့်ပါဦးယေရှုငါကိုချစ်တယ်အဲ့ဒီဟာနဲ့လေဟာသူကယေရှုငါကိုချစ်တယ်ပြအစအရင်ပြေးတာကပေတရုဒါမဲ့အရင်ရောက်သွားတာဘယ်သူရောက်သွားလဲယောဟန်ဒီနေ့ဂျေဇုတော်ဆိုတဲ့ခါဘတ်နဲ့ပရိညင်ထဲမှာလေငါစကတ်လို့ငါလှုပ်ဆိုတဲ့သူတွေထက်လေကိုရောငါကိုချစ်လို့ကိုရောရဲ့ဖန်ကင်တဲ့ဂျေဇုတော်ထဲမှာပရိညင်ထဲမှာငါသွားတဲ့သူအရှိမမြရောက်သွားလက်ခုပ်တီးကုန်ပြပါဟာလေလုယာစုတောင်းမဆိုရင်တော့တင်စုမတောင်းတဲ့နေ့စက်တည်မရှိတော့မဟုတ်လားကျန်းစာတနေ့ကို3ခန်းဖတ်မှပဲဆိုရင်တော့အဲ့3ခန်းမဖတ်တဲ့နေ့ကောင်းကင်တမန်မလာတော့အဲ့လိုလားအစာမရှောင်တဲ့နေ့ဒါခွန်ရတယ်လို့ဆိုတော့အလားကိုတော့ကြားချင်တာတော့ပဲအစာလည်းမရှောင်စုလည်းမတောင်းဒီတရားဟောချက်မျိုးအရင်ကတည်းကလာဟောရမှာနော်တချို့ကဘာမှမရှောင်ဘူးလေကဲတင်ချရပြီးမှဒီထဲမှာ40မှနဲ့ကတ်အောင်ပြီးမှဂျေဇုတော်ဝင်တယ်ငရဲတီလေးလွတ်ပြီးဆိုပြီးမှဇာတိထပေါက်ကွဲသူများလောက်တော့မခံမရက်ဖခင်ကခွင့်လို့ဖို့ပြောပြင်မဲ့ဒီထဲမှာလူပဲလေပဲခံနိုင်မှာယေရှုကဖခင်ကျမလူတဲ့တော့နည်းနည်းပြန်ပြောဖို့ပေါ်မှာဖြစ်တယ်လေရိုက်လေဆိုဖြောင်းလို့ရိုက်နောက်တစ်ချက်ဖြောင်းဆိုတော့ချက်ချင်းပဲပြန်တုံးပြန်ဖြောင်းဆိုပြန်ဟာနေယေရှုမတုံးပြန်နင်းမရိုက်ဆိုငါရတယ်ယေရှုက2ချက်ပဲပြောထားတာနဲ့3ချက်တစ်ချက်ပူတယ်ဆိုမခံရနိုင်ဂျေဇုတော်ထဲမှာမတည်တဲ့သူတွေကလှုပ်ဆောင်တဲ့ဒူးယင်းဖြစ်နေတာဘာဖြစ်လဲဒူးယင်းဒီမဟုတ်တော့ဒူးယင်းပြောကြည့်ပါဦးအင်္ဂလိပ်လိုလှုပ်နေဒီပြောဒါမဲ့ယေရှုဂျေဇုတော်မှာတည်တဲ့သူကကျတော့ဒူးယင်းမဟုတ်တော့ being ပြောကြည့်ပါဦးဖြစ်နေဒီဟာလေလုယာမကြိုးစားပါပဲပြောဖြစ်နေဒီမလိုက်လျှောက်ပါပဲဖြစ်နေဒီဟမ်ဆောင်ကောင်းပြတာမဟုတ်ပဲကောင်းနေဒီလူရှိမှကြိုးစားပြီးမှဟန်ဆောင်ပြီးမှတူးရေချုံအရေးချုံဝန်းပလွေစိတ်တက်နဲ့အရေးချုံစိတ်တက်နဲ့ဟန်ဆောင်ပြုံးပြနေတာမဟုတ်တကယ်အတွင်းထဲကနေစေတနာမေတ္တာနဲ့ overflow စီးထွက်နေတာဂျေဇုတော်ဖြစ်ဟာလေလုယာဂျေဇုတော်မှာမတည်ဘူးဆိုရင်တင်ဖက်ကအမြဲတမ်းလူဟာစာတိပဂတိ၌ကောင်းတာတခုမှမရှိလူဟာဆုတောင်းဖို့အားနေတယ်6လဆုတောင်းနိုင်တယ်6လငြိမ်တဲ့ဇာတိတချို့6လနေပြန်ဖောက်တဲ့ဇာတိရှိတယ်နော်ကျွန်တော်လည်းပါတယ်မဟုတ်လားတချို့တနစ်ဆိုတဲ့ပြန်ဖောက်လာတဲ့ဇာတိမရှိဘူးလားဇာပြန်မပေါ်လာဘူးလားပြန်ပေါ်လာတယ်ဇာတယ်တွားချဆုဆိုတာလေနော်အဲ့ဒီအရာဒီအားလုံးကိုတင်ဘာနဲ့ပဲကာကွယ်နိုင်မလဲဆိုရင်ဂျေဇုတော်နဲ့ပဲတင်ကာကွယ်နိုင်ပဋိညာဉ်နဲ့ပဲကာကွယ်နိုင်ဟာလေလုယာဒါကြောင့်သူ့ရဲ့ဖြောင့်မတ်ခြင်းနဲ့ဂျေဇုတော်ပေါ်မှာအမြဲတမ်းကင်ဆွဲထားတဲ့သူကဘယ်တော့မှအောက်ကိုလည်းမပြုတ်ကျနိုင်သူများနောက်လည်းမကြံခဲ့ဘူးပုံမှန်လေးနဲ့အရှိကိုရောက်တယ်ဟာလေလုယာပုံမှန်လေးနဲ့အရှိကိုရောက်ချင်လားပြောပဋိညာဉ်ပြောခါဘာနဲ့အဲ့ဒီဂျေဇုတော်ကိုအာမခံတာဘာလို့လဲပြောယေရှုကကျမ်းပိုက်တစ်ပိုက်ဖတ်ရအောင်အာမခံယေရှုဒီနေ့ကောင်းစရာပါလဲကျွန်တော်ကြားဘူးတာဘာပဲကြားဘူးလဲအကောင်းမြတ်ဆုံးတော့ယေရှုပဲကြားဘူးတယ်ဒီနေ့ကဘာလဲအာမခံယေရှုတစ်တိနှစ်56မြန်ဖတ်မယ်ဒီနေ့ကျွန်တော်နည်းနည်းပဲပြောမယ်နော်အများကြီးမဟုတ်ကဲတစ်နှစ်56အလုံးတွေ့ပလားဖယားသခင်တဆူတည်းရှိတော်မူ၏လူတို့၏စัจ जा မှာလူဖြစ်သော
ယေရှုခရစ်တည်ဟူသောအာမခံတဦးတည်းရှိ၏ထိုအာမခံသည်လူအပေါင်းတို့ကိုရွေးအပ်သောငါကိုစွန့်တော်မူပြီးအချိန်တမတတ်တေကံချီကဲမှတ်ထားတင်ဖျားရှိမှရက်တည်နိုင်တာအမှုတော်ဆောင်နိုင်တာတင့်ကိုဖြောက်မှတ်တော်သူတို့တတ်မှတ်ပေးတာဖျားသားဆိုပြီးမှအာမခံပေးတဲ့ပုဂ္ဂိုလ်ကဘာတူလဲအာမခံတပတ်ပေါက်လားကျွန်တော်ရွာမှာနော်လိုက်ခိုးပြီးမှမူးပြီးမှပြဿနာရှာပြီးမှ6ပေါက်နော်ဗာလဲရက်ကွက်ကကျွန်တော်ကိုထိတ်တုံခတ်ထားတဲ့အခါမှာကျွန်တော်အကူကြီးကကျွန်တော်လာအာမခံပေးရတယ်ဘာလို့ပေးရလဲရက်ကွက်လူကြီးကဒီဆောက်ဆောင်ပြဿနာကောင်လူဟောင်းဆောင်းဆောင်ပေါ့နော်ပြဿနာကောင်ညတကောင်တို့ကင်းလက်မိတတ်တွေနဲ့ရက်ကွက်မှာအုပ်ချုပ်ရေးမှုတွေအဲ့တော့ကဥက္ကဋ္ဌခစ်လေလိုက်ကင်းလက်ပြီးဆိုကျွန်းတော်ထဲမှာမူးပြီးမှအရက်တောက်ပြီးမှခွေးသားတွေတက်စားပြီးမှနော်မူးနေပြီဆိုသူတမီလာထွန်းလိုက်တာနဲ့ကျွန်တော်မျက်နှာတွေ့ပြီဟာပြဿနာကောင်တွေ့ပြန်ပြီပြဿနာကောင်6ပေါက်မီတော့ကျွန်တော်အပြစ်လုပ်တဲ့သူကိုအဲ့ဒီ6ပေါက်ထက်ကနေ24နာရီပြည့်တာနဲ့လာရွေးပေးရမယ်သူတယောက်ရှိရတယ်အဲ့ဒီရွေးမဲ့သူကအပြစ်မရှိအောင်ဘာလို့မရှိအောင်လဲအပြစ်မရှိအောင်ရက်ကွက်ထဲမှာလဲလူယုံကြည်စိတ်ချတဲ့ကိုယ့်ရဲ့မိသားစုတဲ့တူဖြစ်ရမယ်ကိုနဲ့ဆက်ဆိုင်တဲ့သူတပတ်ပေါက်လားအဲ့တော့အဲ့ဒီအာမခံကလက်မှတ်ထိုးပြီးမှဟုတ်ကဲ့ပါကျွန်တော်ညီလေးနောက်တစ်ခါအဲ့လိုမဖြစ်အောင်ကျွန်တော်ပြင်းပြင်းထန်ထန်ဆုံးမပါမယ်နောက်တစ်ခါမဖြစ်ပါဘူးဆိုပြီးမှဘာလို့ပေးရလဲအာမခံပေးရအခုယေရှုခရစ်တော်လည်းပဲတင့်ကိုဖယားသခင်နဲ့ခမည်းတော်နဲ့ကျွန်တော်လူသားတွေဂျားထဲမှာဘာလို့ပေးရလဲစိတ်ကပ်ဘာလို့ပေးရလဲစိတ်ကပ်အခုဒီကိပုတ်ချိုးတွေလဲလေဒါစိတ်ကပ်လို့ခေါ်တယ်နော်ဂျားထဲမှာလေအဒက်တာလို့ခေါ်မလားဘာခေါ်မလားဟိုဘက်ကမီးအားပြင်းနိုင်တော့ဒီမှာဖြတ်ပလိုက်တယ်လေဒီအကြီးမပြတ်အောင်လေဒီကိပုတ်ကြီးမပြတ်အောင်ကွန်ပျူတာမပြတ်အောင်အဒက်တာတပတ်ပေါက်လားဂျားထဲမှာစိတ်ကပ်ဟိုအာမခံပြည့်မီးအားပြင်းနိုင်တော့မှဒီမှာဖြတ်ချပလိုက်တယ်သူကအာမခံဟိုမပြတ်တော့အခုယေရှုခရစ်တော်လည်းပဲတင့်ရဲ့အသက်တာထဲမှာအာမခံဖြစ်တယ်ဆိုတာကိုစိတ်ချဖို့လိုတယ်ဟာလေလုယာတကူအကြောင်းလည်းမပြောနဲ့အောင်ကျွယ်ဝချင်းလည်းမပြောနဲ့အောင်ဘိတ်တိတ်ချင်းလည်းမပြောနဲ့အောင်ဘာအကြောင်းပဲပြောဆိုငါနဲ့များရင်းနှီးကြုံပြီးမှအသက်ချီးဆူးတော့အထက်ကသူနဲ့အတူရှိချင်းရဲ့ရှင်ပေးတဲ့အသက်အကြောင်းကိုပဲများဝင်ငါပါတဲ့အာမင်ကျွန်တော်တို့ကနည်းနည်းတန်းကြော်သလားလို့လေတပတ်ပေါက်လားစားထားတာတော့အကြီးကြီးပဲခေါင်းတွေကအကြီးကြီးဖင်ကသေးသေးလေးလေတပတ်ပေါက်လားတပ်ပုံထဲမှာလေဟာအကြီးကြီးတွေကဘာပတ်ပြီးမှစားထားတဲ့နှုတ်ကပတ်တော်တော့အစားအကြီးကြီးတွေပဲဒါပေမဲ့အသက်တာဘာဖြစ်နေလဲအသက်ကငင်နေတယ်အသက်ရှင်တန်မှုသေးနေအဲ့တော့မနေ့ကဆူတောင်းတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ကအသက်အကြောင်းများပြောငါရဲ့အာမခံပေးခြင်းဂျေဇုတော်အကြောင်းကိုများပြောအဲ့ဒီအသက်ကပဲသူတို့ကိုခိုင်ခန့်စေမှာ living ဖြစ်ပေးမှာရှင်တန်စေမှာကြီးထွားစေမှာဖြစ်တယ်ဟာလေလုယာလိုက်မှတ်ထားအသက်ကကြီးထွားစေတယ်ပြောတကိုးကတိုးတက်အောင်မြင်စေတယ်ပြောဘုံကကြတော့အုပ်ဆိုးနိုင်စေတယ်ဘယ်နှမျိုးလဲအသက်ကဘာလုပ်ပေးရလဲအခုတင်ကတိုးတက်အောင်မြင်ဖို့ခဏထားဘာအရင်ဖြစ်ဖို့လို့လဲကြီးထွားဖို့အရင်ကြီးထွားဖို့ကတကိုးနဲ့မဟုတ်ဘာနဲ့သွားမလဲအသက်နဲ့သွားအတင်းတော်ကအသက်နဲ့အရင်ဦးဆုံးပြုစုမှာပဲလူတွေကခိုင်ခန့်မှုရှိတာတာဝါတို့လိုက်မချိနိုင်ဘူးသူတို့ရှိတဲ့နေရာမှာသူတို့ရှင်တန်တက်သွားအောင်အသက်ပဲဖြစ်တယ်ဘာဖြစ်လဲအသက်ကိုဂရုစိုက်ရမယ်ကျွန်တော်အဲ့ဒီအသက်ကဘာလို့အသက်လဲခရစ်တော်ရဲ့အသက်ခရစ်တော်ရဲ့အသက်မျိုးစိကိုကျွန်တော်တို့ဘယ်ထဲမှာလာစိုက်ထားလဲလူတွေရဲ့နှလုံးသားမြေစိတ်ဝိညာဉ်ထဲမှာခရစ်တော်ရဲ့အသက်ကိုလာစိုက်ပျိုးထားတာကြီးထွားစေခြင်းလို့အတီးတီးစေခြင်းလို့ဖြစ်တယ်အခုချိန်ထိတင့်ကိုတဲ့ထဲမှာစိုက်ပျိုးထားတဲ့ကဲတင်ချင်ရတာတော့မှနှစ်10ချီကျော်ပြီတချို့ဆိုနှစ်ပေါင်း30ကျော်ပြီတင့်ထဲမှာထည့်ထားပေးတဲ့မျိုးစစ်ဖြစ်တဲ့ခရစ်တော်ဟာမကြီးထွားလာဘူးအတီးမသီးလာခရစ်တော်ကသေအထဲမှာဘာမှမရှင်တန်လောက်ဘာကြောင့်လဲဆိုတင့်ရဲ့ဇာတိပဂတိနဲ့နော်တင့်ရဲ့နော်မကောင်းတဲ့အရာတွေကဖုံးလွှမ်းနေတဲ့အခါမှာအထဲမှာခရစ်တော်ကိုထောင်ချထားတယ်အထဲမှာအသက်တာထဲမှာခရစ်တော်ကအသက်ရှင်ပေးခြင်းနဲ့ကြီးထွားစေခြင်းပေမဲ့ယေရှုခရစ်တဲ့ဘသူပိုကြီးနေလဲသူကြီးပါတမီးငါလုံးမဲ့နေအောင်ဆိုကိုတော့တမီးလုံးလိုက်မယ်တမီးတော်တယ်ဒါမို့နေတမီးငွေကြီးမှာတမီးစိတ်ချမဟုတ်တမီးဒီနေရာမှာချီးပြီးမှဒီလိုလုံးလိုက်မယ်ဒီလိုဖားလိုက်ဒီလိုပြန်ပေးမယ်
ဟုတ်လားပြောဘသူပိုကြီးနေလဲအခုတင့်ကိုကဲတင်ချင်းရကြတဲ့ကတင့်ထဲမှာခရစ်တော်ဆိုတဲ့ music ဆိုတဲ့ music ကိုတင့်ရဲ့တတ်တာစိတ်ဝိညာဉ်ထဲမှာဘုရားကလာစိုက်ထားပြီအဲ့ဒီခရစ်တော်ကိုဘာလုပ်စေရမလဲရှင်ခွင့်ကြီးထွားခွင့်ပေးမှတင်မလုံနိုင်တဲ့အရာတွေကိုလုံလာနိုင်တယ်တင်မကြော်ဖြတ်နိုင်တဲ့အရာတွေကိုကြော်ဖြတ်လာတယ်တင်အထက်ကခရစ်တော်ကိုဥဆောင်စေတဲ့အခါမှာမှတင်ဟာတနေ့တက်တနေ့ဣဇရာဆိုတဲ့သူကတဖြည်းဖြည်းတိတ်မှအထက်ကခရစ်တော်ဘာဖြစ်လာမလဲကြီးအခုကတဲ့တဖြည်းဖြည်းနဲ့ပါလဲကြီးဝါကြီးလာတို့ကြီးရနဲ့ဟိုဂျိုင်းထဲမှာအနာစိတ်ငါလုံးပေါက်တယ်လို့ဆိုရင်နဲတာခေါ်ရင်မဟုတ်တာဇာတိထဆရာမလို့35ချက်သားထပြီးသားသူခရစ်တော်ကိုအထက်ကဘုရားကမျိုးစိအနေနဲ့ထည့်ထားပေးလိုက်တာကဲတင်ချင်းရကြတဲ့ကအဲ့ဒီခရစ်တော်ဆိုတဲ့မျိုးစိကိုထည့်လိုက်တာကအထဲမှာရှင်တန်စီဖို့ဖြစ်တယ်ရှင်တန်စီဖို့ကြီးထွားစီဖို့ဖြစ်တယ်ဒါမဲ့တနေ့ဒီကိုပြီးဒီပဲအကြံဖန်ပဲကျောင်းထဲမှာငါကျောင်းတက်တဲ့အခါမှာမိဘငါမထောက်ပံ့နိုင်တော့တခုခုတော့ငါကြံဖန်ရမယ်မဖြစ်တော့ရှိပွားရေးတခုခုကျောင်းတက်ရင်လည်းသူများလည်းလုပ်တာပဲလဝေးလေးထိုးမလား MMA ပါတချို့လည်းအမှုတော်ဆောင်နဲ့ online shopping လည်းလုပ်မလားဟိုအိတ်လေးတွေရွယ်ပြီးမှရောင်းမလားအကြံဖန်ထုတ်နေတာလေတပတ်ပေါ့လားကျွန်တော်စဉ်းစားမိတယ်တာခက်ကြဲငွေကြီးတွေနော်အလက်မကြောက်မရောက်လာတဲ့အခါမှာဒီမှာပေးရတော့မလေဟိုမှာအလဲမကြောက်ရောက်တော့မှလည်းကြန့်ကြာနေတယ်နောက်နေမျောလင့်တော့ရဖြစ်နေလာတဲ့အခါမှာကွာတော်ပြီမလေးရှားမှာပဲတွားတော့မယ်ဆိုတဲ့စိတ်ဓာတ်တွေဝင်လာဘာကြဖြန့်ပဲဖြစ်မကြောက်တော့ဘူးဟုတ်လားတွားပြီကိုတော့ဆိုမှလေစိတ်ဓာတ်တွေတွေ့လားအကြံဖန်ထုတ်ချင်တာအဲ့လိုမျိုးကိုယ့်ရဲ့ဇာတိတွေကိုရှင်လာပြီဆိုရင်အထက်ကခရစ်တော်ဘာဖြစ်သွားရင်လဲသေရောအဲ့မှာတင်နေတာငါတို့တင်တော့တော့ပေါ့လားဟိုတကူတွေရပိုင်ပါဒီခဏနေဦးမအဲ့တကူလဲသွားမလဲမဟုတ်လားတကူမပိုင်နဲ့မအောင်မြင်ဘူးလေမအောင်မြင်နဲ့မချွေပါဘူးလေတကူလိုတယ်လေဒါမဲ့တကူရဲ့အခန့် foundation ပါလေအသက်ပြောပါလေအဲ့အသက်မရှင်နဲ့မခံဘူးလေတကူဘလောက်ကြီးပါစေနဲ့အသက်မခံရင်နဲ့ကောင်းချီးနဲ့နဲ့မခံနိုင်ဘူးလေမဟုတ်လားအခုချိန်မှာတိတ်တောင်းပေးလိုက်လေဟိုးနှစ်ထပ်လေးတင်းပေါ်နဲ့ဟိုအချောက်တွေနဲ့ရှောက်သွားတယ်မှာသူလားမဟုတ်လားဟိုဘာလဲကြံကြောင်းအင်ဂျီတွေပါတယ်ဝတ်တယ်ဟာလေကြံကြောင်းအင်ဂျီပိုင်းနဲ့လေချီကောင်းချင်မခံနိုင်ဘူးလေမဟုတ်လားအခုချိန်နဲ့တိုင်း1000တခါတဲ့ဒီလိုပေးလိုက်ချီစမ်းစာကြောင်းတော်မှာဖက်စီယာနော် second semester မှာခဏနားထားလိုက်မယ်နော်ဆရာလှုပ်ဆရာလေးရှိလို့ဆိုမဟုတ်လားပြောဒီလိုနော်မြေကွက်ရောက်တာဒီလိုရပြီတာဘယ်လိုလဲဆိုတော့တာခဏလာခဲ့ပြီဆိုလာမှာချက်ချင်းလာမှာလက်မှတ်ဖြတ်မှာတဲ့ကိုဖယားတိလို့တချို့ကောင်းကြီးတွေကို stop လုပ်ထားတာနော်တပတ်ပေါက်လားခုံသွားမှာဆိုလို့လေတပတ်ပေါက်လားဘာလို့ခဏချန်ခုံနေလေနော်အဲ့ဆိုတော့တင့်ကိုငြိမ်အောင်အတွင်းဘက်မှာခိုင်ခန့်အောင်လို့တချို့ကောင်းကြီးတွေကို stop လုပ်ထားတာခဏရက်ဆိုင်ထားတာမပေးဖို့မဟုတ်ဒီအထက်ကအသက်ကိုအရင်ပြုစုခရစ်တော်ကိုအရင်ကြီးထွားခရစ်တော်ကိုအထက်ကဘယ်လိုရှင်ခွင့်ပြုမလဲဆိုတဲ့အရာကိုအရင်နီးဥပဒေကိုတင်ယူရတာသူကအဲ့ဒါကိုမတင်ယူဘဲဟိုတကိုးသွားတဲ့အခါမှာခေါင်းတွေမူခေါင်းတွေချီးပြီးမှဖင်ရသေးမှတလားကိုလုံးကတေးလေးခေါင်းကအကြီးလေမြင်ဘူးလားအေးအဲ့ဒါအဲ့လိုမျိုးဖြစ်တာဒါကြောင့်မို့တကိုးလဲလို့တယ်ဒါပေမဲ့အသက်ရှင်တန်ကြီးထွားဖို့လို့ဟာလေလုယာအဲ့ဒီကြီးထွားလာတဲ့အခါမှာဂျေဇုတော်ထဲမှာတည်မီလာတဲ့အခါမှာတဲ့အထက်ကဖျားလိုချင်တဲ့တဘောတဘာဝစာရိတ္တရလာတယ်ပြောကြည့်ဖျားလိုချင်တဲ့စိတ်ထားပြောအခုတင်မှာဖျားလိုချင်တဲ့စိတ်ထားရှိလားမရှိပါဘူးနည်းနည်းလေးတင်ကိုလာထိကြည့်တင်မာနာကိုနည်းနည်းလာထိကြည့်လိုက်ဟိုကျက်မကြီးလေသူ့ကျက်မကျွတ်ကလေးကိုလာထိတဲ့အခါမှာအတောင်လေးတော့ထောင်တက်လာတယ်လို့လေဝှချင်းပြောက်တဲ့ကျက်မကြီးလို့ဆိုပြထလာမှာမာနာကိုထိကြည့်မဟုတ်လားချီတဲ့မန်ကန်တဲ့စိတ်ထားတွေကအသက်မရှိသေးဘူးကြည့်မန်ကန်တဲ့စာရိတ္တတွေမရှိသေးဘူးနေအခုချိန်မှာဒါနော်အမောင်ခန်းတခန်းထဲမှာကောင်မလေးချောလေးနဲ့နော်ဖိလစ်နင်းကိုတူထားလိုက်မယ်တညလုံးနင်းတစ္ဆာစောက်နိုင်မှာပြောအာမမခံဘူးကိုရောပဲနဲ့ပြောမှာနင်းမရသေးဘူးလေ
နမတာချင်းမထားနိုင်တိတ်မှာကောင်းတဲ့စာရိတ္တခရစ်တော်ရဲ့စိတ်တော်နည်းမရှိသေးဘူးလေအဲ့ဒီစိတ်တော်မရှိသေးဘဲနဲ့ဖျားသုံးလို့မရသေးဘူးသုံးတော့သုံးနေပြီဒါပေမဲ့သုံးလို့ပပလေးမှာချပြလို့မရသေးဘူးတပတ်ပေါ့လား follower 1000လောက်နဲ့ကျင်းအောင်လို့ဆယ်တော့တပတ်ပေါ့လား follower 1000ကိုနိုင်တဲ့ခံနိုင်ရရှိလား follower 1000ကျော်လေးရတာတော့မှအစဲခါတာရက်ဆက်တယ်နော်ဒီလိုငါပေါ်ဖင်ကောက်ကိုပြောခါနေတယ်ကွာအဲ့ဒီနှုတ်ကိုဖျက်ရိုက်လိုက်စမ်းပါဟာမှန်ကန်တဲ့စိတ်ထားမရှိသေးဘူးကိုတော့ဒါကောင်းတာဟိုကပြန်ဖိုင်ပြန်အဲ့ကောမတ်တွေလိုက်ဖက်ပြီးမှဟာတွေးတိုးတွေထားမှန်ကန်တဲ့စိတ်ထားပါဖြစ်တယ်လေစာရိတ္တမရှိသေးဘူးမှန်ကန်တဲ့စိတ်ထားစာရိတ္တရှိတဲ့သူကဟိုကတတ်ဘာပြောဘာမှကိုမခံစားတော့တာသူလောကမှာ तू ကဖယားအတွက်ပဲတက်ရှင်တာလူတွေဘာပြောဂယုကိုမဆိုင်တော့တာအာမင်ယေရှုကလေကြိုက်တာပြော तू ကလေ तू စိတ်ထားပါလေပြောယူပါစေကြိုက်တာပြောယူပါစေပြောစိတ်ထားအဲ့လိုမို့မဟုတ်လားကြိုက်တာပြောယူပါစေပြောအဲ့လိုမို့နော်ယေရှုစိတ်တာကအာမင်ဖာရရှဲတွေရောမစစ်သားတွေကြိုက်တယ်လို့တတ်ညင်ဆက်ကြိုက်တယ်လို့တတ်ကြိုက်တယ်လို့လို့သူ့ရဲ့အတွက်သူ့ရဲ့မာနအတ္တအတွက်သက်ရှင်တာမို့လို့ကြောင့်သူအစ်စေးရငါတို့ကြောင့်မရအောင်အဲ့ဒီစိတ်ထားပါရမီတွေရှင်ထွက်လာဖို့ကြတော့အထဲကနေအတက်ကရှင်ပေးတာဖြစ်တယ်အာမင်ပုံတန်တော်နဲ့ဘာလို့ပြရလဲပြောင်းလဲပေးတာဒါကြောင့်မို့တင်းအရင်ဦးဆုံးသိဖို့ကမနေ့ကဖခင်ပြောတဲ့ຢာက International Harvard ချက်အတင်းတို့အတင်းသားတွေကကိုယ့်အထဲမှာဖခင်သခင်စိုက်ထားပေးတဲ့မျိုးစေ့ဖြစ်တဲ့ခရစ်တော်ကိုကိုယ်စိတ်ဝိညာဉ်ထဲမှာအခုစိုက်ထားပေးပြီးကယ်တင်ခြင်းရကြတဲ့အဲ့ဒီခရစ်တော်ကိုဘာလို့ပြရမလဲရှင်ထွက်စေရကြီးထွားစေရမယ်ဇုံးမှာကျွန်တော်တင်တာဘယ်သူမှမသိလဲဝိညာဉ်ကယ်တင်ခြင်းရပြီးမှခရစ်တော်ဤပမာဏကြီးရင်တော်လူကြီးရင်လာဖို့လူအထဲအတွင်းလူကြီးရင်လာဖို့လူဟာလေလုယာအဲ့ဒီကြီးရင်လာတဲ့အခါမှာကျွန်တော်ရဲ့အသက်တာမှာဖခင်လိုချင်တဲ့ပါရမီတွေရှိလာတဲ့အခါမှာဖခင်ကကျွန်တော်တို့ကိုပပလစ်မှာချပြီးမှတုံးလို့ရတယ်ဟာလေလုယာကဲနောက်တစ်ပိုက်ဖတ်ရအောင်ရောမရှစ်အပိုင်ငယ်7ကိုဖတ်ကြည့်ပါဦးဒီမှာအရေးကြီးပြီကိုးမှာဖတ်လိုက်ကိုးမှာရင်ဖတ်လိုက်ဒီနေ့ငါတို့အထဲမှာဖခင်ကမျိုးစီလာထည့်ထားပေးတာဖတ်ကြည့်တို့တော့လေဘုရားသခင်ဝိညာဉ်တော်ဒီတင်တို့အထဲ၌ကိန်းဝတ်တော်မူလေတင်တို့ဒီဇာတိပဂတိဖက်၌ရှိကြသည်မဟုတ်ဝိညာဉ်ပဂတိဖက်၌ရှိကြ၏ခရစ်တော်ဤဝိညာဉ်ကိုမရတော့သူကခရစ်တော်နဲ့မဆိုင်ကဲဒါဆိုရင်ခရစ်တော်ရဲ့ဝိညာဉ်ကိုကယ်တင်ခြင်းရတဲ့ခါမှာငါတို့ရပြီလားရပြီဒါကြောင့်ခရစ်တော်နဲ့ဆိုင်ပြီလားကိုယ်ဝိညာဉ်ထဲမှာဖခင်ကခရစ်တော်ကိုလာထည့်ထားပြီလားပြောထည့်ထားပြီဒီဘက်ကိုဖတ်လိုက်အနောက်ကိုဖတ်လိုက်ရောမ8:16ကိုဖတ်လိုက်ခရစ်တော်ရဲ့ဝိညာဉ်ဘယ်ထဲမှာရှိလဲဆိုတာကြည့်အောင်ငါတို့ဖခင်သခင်သားဖြစ်တဲ့ဝိညာဉ်တော်ဒီငါတို့ဝိညာဉ်နဲ့အတူဒါဆိုခရစ်တော်ရဲ့ဝိညာဉ်ဘယ်ထဲမှာလာရောက်နေရလဲငါတို့အထဲဆိုတာတိကျပြောလိပ်စာတိကျပြောဘယ်မှာလဲအဲ့ကျမ်းစာရကိုဝိညာဉ်ထဲမှာတင်းရဲ့စိတ်နှလုံးသားယေရှုရဲ့လက်ဝါးကတဲ့မှာအဖို့ခပေးတဲ့ကယ်တင်ခြင်းကိုလက်ခံလိုက်တာနဲ့ကျွန်တော်စိတ်နှလုံးသားတကားဖွင့်လိုက်တာနဲ့ဖခင်သခင်ရဲ့ယေရှုခရစ်ရဲ့ဝိညာဉ်ကကိုဝိညာဉ်ထဲစိတ်နှလုံးသားတကားနေမှာတဲကိုလာတယ်ကိုဝိညာဉ်ထဲမှာအခုကိုဝိညာဉ်ထဲမှာဘယ်သူကိန်းဝတ်နေလဲအဲ့ဒီကိန်းဝတ်နေတဲ့ခရစ်တော်ရဲ့ဝိညာဉ်ကိုဘာလို့ခေါ်လဲဆိုရင်ယေရှုကိုတေခြင်းမှထမြောက်စေတော်မူသောဝိညာဉ်တော်နဲ့7ကိုဖတ်လိုက်87ဖတ်ကြည့်ထိုမြတ်မကယေရှုကိုတေခြင်းမှထမြောက်စေမူသောဖခင်သခင်ဝိညာဉ်တော်သည်တင်တို့အထဲ၌ကိန်းဝတ်တော်မူလေခရစ်တော်ကိုတေခြင်းမှထမြောက်စေတော်မူသောဖခင်သခင်သည်တင်တို့အထဲ၌ကိန်းဝတ်တော်မိမိဝိညာဉ်တော်အားဖြင့်တေတတ်တော်ကိုယ်ကာယကိုဖြင့်ကဲကြည့်ဒါဆိုအခုမကြည့်အလုံးကြီးတပတ်ကြည့်အလုံးကြီးဂရုစိုက်ဒီအခန်းရေးကြီးတယ်အခုအတက်အကြောင်းပြောနေတာအခုခရစ်တော်ရဲ့ဝိညာဉ်ကိုမရတဲ့သူခရစ်တော်နဲ့ဆိုင်လားဒါဆိုအခုခရစ်တော်ရဲ့ဝိညာဉ်ငါတို့လက်ခံပြီးပြီလားပြောဘယ်ကနေလက်ခံရလဲပြောလေမယုံကြည်ရတာဘာနဲ့ယုံကြည်ရလဲစိတ်နှလုံးသားနဲ့လက်ခံတာဘယ်နဲ့လက်ခံရလဲဝိညာဉ်ထဲမှာအခုယေရှုကိုလက်ခံလိုက်တာအပြစ်ကြွေးဆက်ပြီးချိန်ချင်းအမင်္ဂလာဖြစ်တာတော့ရမရှင်ပြန်ထမြောက်တဲ့ယေရှုကိုယုံကြည်လက်ခံတာနဲ့စိတ်နှလုံးသားတကားဖွင့်ယုံကြည်လိုက်တာနဲ့ကိုယ်ဝိညာဉ်ထဲမှာအဲ့ဒီယေရှုခရစ်ရဲ့ဝိညာဉ်ရောက်လာဒါကြောင့်ငါတို့ရဲ့ထိုဝိညာဉ်တော်ဒီတဲ့ငါတို့ဝိညာဉ်ထဲမှာဘာလဲတတ်သိခံငါတို့အထဲမှာဘာဖြစ်နေလဲကိန်းဝတ်နေတယ်အာမင်
ဒါကြောင့်ဘုရားခင်ဝိညာဉ်တော်တင်တို့အထဲမှာရှိရင်ဇာတိပဂတိဖက်၌မရှိဘူးယေရှုကိုတည်ခြင်းကဖျက်ထမြောက်စေတော်ဘုရားခင်ဝိညာဉ်တော်ဒီတဲ့ကုပ်အထဲ၌ကဲဝတ်တော်မူလင်းနဲ့ယေရှုကိုတည်ခြင်းကထမြောက်ထိုဝိညာဉ်တော်အားဖြင့်နဲ့သေတတ်တော်ကိုယ်ကာယကိုဘာလို့မလဲရှင်းစေတပတ်ပေါက်လာခုပြောနေတာဒီအခါနဲ့နဲတဲ့အရေးကြီးတဲ့အခြေခံကြတယ်နော်မပြောမဖြစ်လို့ကျွန်တော်ဟောချင်တာတခြားဖြစ်တယ်ကျွန်တော်အရင်နိုးထားတဲ့ဟာဟောချင်တယ်ဒါပေမဲ့ဒီနေ့ဘုရားပြောခိုင်းတာကျွန်တော်ပြောအထဲမှာအဲ့ဒီဝိညာဉ်တော်ကိုဝိညာဉ်တော်ကတေတတ်တဲ့ကိုယ်ကာယကိုပြင်မလို့ပြင်မလဲရှင်းပေးမယ်။ခိုင်နောက်တစ်ပိုက်ပြန်ဖတ်လိုက်အဲ့မှာ73မှာဖတ်လိုက်တင်တို့ဒီဇာတိပဂတိအတိုင်းအသက်ရှင်လင်တေကြရမယ်။ဝိညာဉ်တော်အားဖြင့်ကိုယ်ကာယ၏အချင်းတို့ကိုသေစေလင်အသက်ရှင်ရမယ်။ရပြီ။ဒါဆိုရင်ငါတို့ရဲ့ခရိယာအသက်တာဆိုတာကိုကျမ်းစာဖတ်ကြိုးစားကျင့်ဆန်ရှင်နေလားအထက်ကယေရှုခရစ်ရဲ့ဝိညာဉ်ကရှင်ပေးနေရလားမတာတင်ကြိုးစားလို့မရတဲ့အကျင့်ဆိုးတွေကိုဝိညာဉ်တော်အပြင်ကိုယ်ကာယအကျင့်ကိုဘာလို့ဆရာလဲသိစေဝိညာဉ်တော်ကတတ်ပေးတာတည့်ရဲ့တဏှာဖိုးတွေဘာလို့ပေးရလဲတတ်ပေးတာတည့်ရဲ့မကောင်းတဲ့ဇာတိတတွေကိုမကောင်းတဲ့ကိုယ်ကာယအကျင့်ကိုတတ်ပေးတဲ့ပုဂ္ဂိုလ်ကဘာလို့ဖြစ်လဲယေရှုခရစ်၏ဝိညာဉ်တော်ဘုရားသခင်ရဲ့ဝိညာဉ်တော်ယေရှုကိုတည်ခြင်းကထမြောက်စေတဲ့ဝိညာဉ်တော်ဘလောက်တကူကြီးလဲကြည့်ယေရှုကိုတော့တည်ခြင်းကထမြောက်စေတဲ့ဝိညာဉ်တော်ဘယ်ထဲမှာလာရောက်နေလဲကွာဒါဆိုဘုရားသခင်ကဟိုတတရားကောင်းကင်ဘုံမှာလားကိုနဲ့အတူကိုအထဲမှာလားတချို့ကအနီးနားလေးမှာပဲဆိုအနီးနားပဲရှိသေးတယ်နော်ဒါအနေနေတယ်တချို့ကဘုရားသခင်ဘယ်မှာတခြားလူမျိုးတွေကျတော့ဘုရားသခင်မရှိဘူးဘုရားဘယ်နေမှတော့မတည်တဲ့သူရှိတယ်ဒါပေမဲ့ခရိယာနေမွေးကြတဲ့ဘယ်မှာရှိလဲဘုရားသခင်ကကောင်းကင်ဘုံမှာစနေစုမှာမတည်ရဘူးလားကောင်းကင်ဘုံမှာဆိုတော့တိတဲ့အတင်းကကြက်ချီတန်းဖြစ်တယ်တော့ပေါ့လားအနီးနားလေးမှာပဲဆိုတဲ့အဆင့်ကအလေတန်းအဆင့်မရှိသေးတယ်အတွင်းကြကြအသက်ကိုရတဲ့သူကကျတော့ဘုရားသခင်ကငါနဲ့အတူပါလားဟာလေလုယာမိမနဲ့စကားများပြီးမှနော်ရှဲတဲ့စကားတစ်လုံးပြောလိုက်ရင်တော့မှဒီထဲမှာမပြောဘူးနော်တို့တာအနိုင်ယူလိုက်ရတာဒီထဲမှာယေရှုကကိုယ့်ပြအနိုင်ယူတာတာခံနေကုန်မပြောဘူးနော်မို့ချိုးမြချိုးတို့ရဲ့တားစင်မြေဆက်80တောင်ပြောလိုက်သေးတယ်မချေနှက်လို့လေဆရာမရွယ်နှုတ်ပြောတော့အပေါ်တပြန်အောက်တပြန် तू တလုံးပဲပြောတာနင့်ထက်ငါပိုပြောတတ်တယ်ပြောပလိုက်အလားမခံစားအဲ့ဒီဝိညာဉ်တော်ကအထဲမှာမပြောအဲ့ဒီဝိညာဉ်တော်ကကျွန်တော်တို့အထဲမှာ तू ကဘာလုပ်ပေးလဲဆိုရင်ရှင်စေခြင်းတယ်ဟာလေလုယာတင်ရှင်ခွင့်ပေးတဲ့အရာကို तू ကခွင့်ပြုသဘောတူစေခြင်းမတန်တာဦးကအထဲကကောင်းတဲ့အမှုအကျင့်တွေကိုကိုတိုင်ကြိုးစားရှင်ထုတ်ဖို့မဟုတ်အထက်ကဝိညာဉ်တော်ကိုရှင်ခွင့်ပေးဖို့လို့ရှင်ခွင့်ပေးဖို့တဲ့ကိုဘက်ကဘာလို့ဖို့လို့လဲခွင့်ပြုသဘောတူအဲ့ဒီအခါမှာကျွန်တော်အထက်ကနေပြီးမှဣသရေလအထက်ကနေပြီးမှယေရှုခရစ်တော်ကတရားဟောနေတာဟာလေလုယာကျွန်တော်ဣသရေလအထက်ကနေပြီးမှတပည့်တော်ဖြစ်တွေကိုမေတ္တာပေးလာနိုင်ကိုယ့်ပေါ်မှာယန်တူလို့ဆက်ဆံတဲ့သူတွေကိုညီအကိုလိုပြန်ဆက်ဆံလာနိုင်ချီလိုက်ပြောဒီမှာရောမရှေ့အပိုင်ငယ်26ကိုဖတ်လိုက်ရပြီထိုမတ်တပါငါတို့မတတ်နိုင်တော့အရာမှာဝိညာဉ်တော်ဒီမဆတယ်ဟာလေလုယာပြီးပြီနော်မပူနဲ့မှာစနစ်ထိုးနဲ့ချက်ချင်းပြီးမယ်အခုကအင်တာနက်ရှိသွားမယ်အာမင်ဒီနေ့အသက်အကြောင်းနဲ့နဲ့အမီးလေးပဲပြောထားမယ်အဲ့ဒီအတွက်နဲ့နေတဲ့အရာတွေကိုသိချင်နေဆိုရင်တော့ယုံခမ်းမှာထိုင်လက်ဖေးဖြောတိုက်ပြီးမှစပယ်ရှယ်ကျွေးပြောပြမယ်အာမင်အာမင်အဖို့ကရှိတယ်ဒီအသက်အကြောင်းကိုတင်ကောင်းကောင်းသိသွားရင်ရွှေပြည်တာမဟုတ်ဘူးအီလိုမတ်ရဲ့လကဘာမှာပဲတွန်းနေအင်္ဂါဂျူမှာပဲတွန်းနေနေနိုင်သွားအာမင်ရှင်သွားနိုင်တယ်တေเจ้าမှာတင်တအားဆိုးတဲ့ဇာတိပဂတိလူနဲ့တွေ့ရင်တောင်တဲ့အထက်ကယေရှုကရှင်ပေးတော့ခွင့်လွတ်သွားနိုင်တင်ဘဝကိုစုပ်ပြတ်တတ်အောင်တင်ကိုဒုက္ခပေးခဲ့တဲ့သူတင့်ကိုနာကျင်အောင်လုပ်တဲ့သူတွေကိုအထဲကခွင့်လွှတ်ပေးတာတင်ခွင့်လွှတ်ပေးရမလို့ယေရှုကအထဲနဲ့ခွင့်လွှတ်ပေးတယ်အာမင်အချင်းသူခရီးတိုင်သွားပါဆိုသူဘယ်တိုင်သွားနိုင်လဲတမိုင်သွားပါဆို2မိုင်တိသွားနိုင်သွားတယ်ဘယ်သူအဖြစ်လဲအဲ့ဒါကိုရှင်ပေါလုကိုတိုင်ခံစားရတာငါဒီကိုတိုင်မရှင်ခရစ်တော်ဒီငါ၌ရှင်ဟာဒီလောက်ဆိုးတဲ့ဖိလိပနဲ့ငါ3နှစ်အတူတူနေခဲ့တာအော်တကွာအာမင်ဘာလို့နေနိုင်သွားလဲနောက်ဆုံးသဘောပေါက်သွားအော်ခရစ်တော်ငါအထဲမှာရှင်ပေးပါလား
ငါထဲမှာမကောင်းတဲ့ငါရဲ့အကျင့်ဆိုးတွေကိုငါမဖက်တော့နိုင်ဘူးဒါပေမဲ့ငါအထက်ကလုတ်ပေးမဲ့သူငါကြိုးစားဖို့မဟုတ်ကိုကြိုးစားဖို့မဟုတ်အထက်ကဘသူရှင်ခွင့်ပေးဖို့လဲတဟစာတကြအောင်ပြန်ရှင်ပေးမှာဘသူလဲအခုကကွာကြတယ်လေအဝတ်စားတော့ဘာဝတ်ရမှမသိငါတို့အခုကြည့်ဒါပေမဲ့အထက်ကနေဘသူကရှင်ပေးမှာလဲမန်ကန်တော့အသက်နဲ့ရှင်ပေးမှာဘသူလဲအေးယေရှုနဲ့ရှင်တတ်ဖို့ပဲမိတ်ဆက်ပေးရမှာနင်းပြောင်းလဲအဝတ်စားပြောင်းလဲစပင်းအဲ့လိုမလုံးနဲ့သွားပြောပိုးလုံးမှာမတောက်နဲ့ပိုးတောက်မှာယေရှုကိုရှင်ခွင့်ပေးဖို့ပြောတဲ့အခါမှာတရက်ပြီးတရက်စိတ်ထားတွေအမှုအကျင့်တွေဇာရိတ္တတွေအတွင်းပါရမီတွေပြောင်းလဲလာကြောက်ရှာကြီးအဲ့ဒါကြီးအာမင်တင့်ကိုခရစ်တော်ရဲ့တရားနဲ့အထဲကနေရှင်ထုတ်သွားပြီနင့်ကို LGBT ဘွားနေပြောင်းလဲပါအချောက်ဘွားနေပြောင်းလဲပါတင့်ကိုအယက်သမားဘွားနေပြောင်းလဲပါတင့်ကိုဖဲသမားဘွားနေပြောင်းလဲပါလို့ချမ်းစာမပြောတင်မဲပြောတာတင့်မတိလျှောက်လုပ်တာတလားတော့လုပ်တယ်နလားလုပ်တယ်မရဘူးအထက်ကယေရှုရှင်ပေးတာတဲ့အခါမှာပြောစရာကိုမလိုတာအာမင်အရက်ဆိုင်မကြိုက်တော့ KTV မကြိုက်တော့စော်ဘွားကြီးခုံပန်းချံမကြိုက်တော့အင်းလျားကံမကြိုက်တော့သူ့ဝိညာဉ်ရုပ်ရှင်ယုံမကြိုက်တော့ခရစ်တော်ကအထက်ကိုပဲဆွဲလန်းလို့တရက်ဆုတောင်းခြင်းခန်းထဲမှာပဲမွေးလျော်ခြင်းလာတယ်သူ့ရဲ့သဘောတဘာဝသူက DNA မတူတော့ဘူးလေဒီခန္ဓာကိုဣသရေလရဲ့ DNA ကဘာပဲကြိုက်လဲစပင်ဖြောင်းဖြောင်းလေးတွေနဲ့လေဟိုနန်ကောင်ဘေးထောင်ဘေးနေနဲ့ဇာတိဆန်ကြိုက်တယ်ရုပ်ရှင်ဒါပေမဲ့အတွင်းထဲကခရစ်တော်ရဲ့ဝိညာဉ်တော်ကြောင့်ဘာကိုကြိုက်လဲဆုတောင်းခြင်းကိုကြိုက်တယ်နှုတ်ကပတ်တော်ကိုကြိုက်တယ်အထက်အရာကိုကြိုက်တယ်ဝိညာဉ်လူတွေကိုချစ်တယ်သူ့ရဲ့အတွင်းပါရမီတွေလို့ဆွဲဆောင်သွားတာ DNA ချင်းသွားတာခရစ်တော်ရဲ့ DNA ကကိုယ့်ထဲမှာဘာဖြစ်သွားလဲစိတ်ဝင်သွားကိုယ့်ရဲ့ DNA ကဘာဖြစ်သွားလဲပျောက်သွားဟာလေလုယာအယားလွယ်တယ်ဒီတက်တာအရှားလွယ်တယ်ဒီဥစ္စာဟာလေလုယာဒါမဲ့တခုပဲတင့်ဖက်ကဘာလုပ်ရမလဲခွင့်ပြုတဘောတူတာဟာလေလုယာဒီနေ့ဒီမှာအဲ့တဲ့တယောက်မှမပေါငါတို့မိသားစုတွေပဲဒါကြောင့်ပြောပြတာအာမင်အာမနာတန်ပြောပြတာဟာလေလုယာကျွန်တော်လည်းပဲပြည့်စုံတဲ့သူဖြစ်တာမဟုတ်ဒါမဲ့ခရစ်တော်ကိုရှင်ခွင့်ပေးတဲ့အခါမှာကျွန်တော်အထက်ကမေတ္တာတွေစီးထွက်လာတယ်ဗျာကျွန်တော်နဲ့နေတဲ့သူပြောတယ်လို့ပြောကြတယ်ကျွန်တော်နဲ့နေတဲ့သူတွေလွတ်မြောက်တယ်ပျော်ရွှင်တယ်ဝမ်းမြောက်တယ်အဲ့လိုကြားရတဲ့အခါမှာဒါငါလုံနေတာမဟုတ်ဘယ်သူရှင်ပေးနေရလဲခရစ်တော်ရှင်ပေးဟာလေလုယာဒါကြောင့်မို့ရှင်ပေးတဲ့အသက်ကအင်မတန်မှနောက်ဆုံးကျမ်းပိုက်တစ်ပိုက်ဖတ်မယ်ကြည့်အောင်နိကော3တွေ့လား3စခွန်18ကိုဖတ်မယ်ရပြီအဲ့ဒါပြီးနော်တကယ်ပြီးဒီခေါက်တော့တခင်ဖျားဦးဆိုတော့ဝိညာဉ်တော်တရားဦးဆိုလို့တည်ကဲအဲ့ပါတိတခင်ဖျားဦးဆိုတော့ဗာလဲဝိညာဉ်တော်တရားဒါဆိုတခင်ဖျားကိုဝိညာဉ်ထဲမှာဘာအနေနဲ့လာနေရလဲဝိညာဉ်တော်အနေနဲ့ကဲဖတ်ဆက်ဖတ်တခင်ဖျားကြီးဝိညာဉ်တော်တရားဒီလွတ်ချင်းချမ်းသာပေးတယ်အလုံးကြီးတခင်ဖျားရဲ့ဝိညာဉ်တော်တရားကိုဘာလို့ပေးလဲလွတ်ချင်းတရားပေးနင်းကိုဖျားကကြိုးစားပြီးမှကျင့်ခိုင်းတာလားဝိညာဉ်တော်ကိုရှင်ခွင့်ပေးခိုင်းတာလားရှင်ခွင့်ပေးရင်တင်းရဲ့အကျင့်ဆိုးတွေကိုစလိတ်တွေကိုအရက်တွေကိုတင်ကြိုးစားဖျက်တောက်တာလားအထက်က DNA ပြောင်းသွားလို့လားအေး DNA မပြောင်းဘဲနဲ့အထက်က DNA မပြောင်းဘဲနဲ့ကျမ်းစာကိုဖတ်ခြင်းဒီနေရာမှာတင့်ကိုခြံစည်းကိုခတ်ပြီးမှထိန်းထားရင်လဲ3နှစ်ပဲခံတယ်တရက်ပဲခံတယ်မရဘူး DNA ချိန်သွားမှပဲ तू ဟာဒီအသက်တာပြောင်းလဲလာတာ life ကနားလေလားအဲ့ဒီအခါမှာကြည့်ဝိညာဉ်တော်တရားပါဖြစ်လဲလွတ်ချင်းပြီဖောက်ပြန်တဲ့အသွေးသားကိုပဲဖြစ်လဲလွတ်ချင်းပြီနတ်ဆိုးချုံနှောင်ထားတဲ့မခံမရက်ဖြစ်နေတဲ့စိတ်ဝိညာဉ်ဘာလို့ဖြစ်လဲလွတ်ချင်းပြီအာမင်ဝိညာဉ်တော်ကလွတ်ချင်းပြီတာဝိညာဉ်တော်ဘာလို့ဖြစ်လဲလွတ်ချင်းပြီအထက်ကနေဘာလို့ဖြစ်ရလဲရှင်ပြီ living လုပ်ပြီဟာလေလုယာဒါကြောင့်မို့အမှဆက်ဖတ်လိုက်အောင်ပါငါတို့ရှိသမျှတွေမျက်နှာဖုံးကိုဖွင့်လက်မှန်ကိုကြည့်တကယ်တော့သခင်ဖျားကြီးဘုံအတရေကိုကြည့်မြင်၏ဝိညာဉ်တော်တရား၏အရှင်သည်ရောင်ချီတော်ကိုလွတ်တော်နေပြီတိုင်းငါတို့ဒီဘုံအတရေတိုးပွား၍ပုံတတန်တော်နေပြောင်းလဲဒါဆိုပြောင်းလဲပေးမဲ့ပုဂ္ဂိုလ်ကဘာလို့လဲဝိညာဉ်တော်ဟာလေလုယာအဲ့ဝိညာဉ်တော်ကဟောကောင်းကင်ဘုံမှာလားချက်ချီတန်းလားကိုအနီးအနားလားဒါဆိုအဲ့ဒါလေအနီးအနားကိုကောင်းကင်ဘုံကမမှန်ဘူးလားမှန်တယ်ဒါပေမဲ့အဲ့လောက်ပဲသိရင်တင်မတိုးတက်ဘူးလို့ကျွန်တော်ပြောနေတာဒီနေ့ပြောနေတာတပတ်ပေါက်လားအခုခက်တာကဒီဖယားเจ้าကထွက်သွားတာနဲ့ဖယားနဲ့ကိုနဲ့ဝေးပြီးလို့သိနေကြတာလူတွေကဒီဖယားเจ้าဆရာတွေနဲ့ပါဆာအိုဘရာနဲ့ဆရာဣသရာတို့နဲ့ဆရာမနီနီတို့နဲ့ဆရာမအီမီတာဆရာမချန်နုဆရာမတင်တို့နဲ့မတွေ့တာနဲ့ဒီဖယားเจ้าထဲကနေလွတ်တာနဲ့ရွာပြန်အိမ်ရောက်တာနဲ့ဖယားနဲ့ဝေးပြီးလို့ခံစားနေရတာ
တပတ်ပေါ့လားကိုကလည်းအသက်တာမမှန်တမန်ဆိုတော့ကိုအနီးနားမှာဖះရှိလားမရှိလားကိုလည်းမမဆောင်းအသက်တာဖြစ်ရှိလားမရှိလားမသိဘူးဒါမဲ့ဒီနေ့တင်သိသွားတဲ့အရာကဖះသခင်ဝိညာဉ်တော်ကပယ်ထဲမှာလဲကိုအထဲမှာအဲကြောင့်မို့အေမာနွေအေလကျွန်ုပ်နဲ့အတူရှိတော်မူတော့ဖះချင်းပြရတောင်ရမှာလို့ရောက်မလို့ရှခေါ်စရာမလိုကိုရောပြီးပြီအာမင်ကိုရောတမီးနဲ့အတူရှောက်လာနေတမီးနဲ့အတူ passport သွားလုပ်မယ်ရုံးမှာမျက်နှာတရားစီမယ်ဘာလို့အထက်ကခရစ်တော်ကမင်္ဂလာရှိတယ်ကိုရောဒီနေ့ဧဝံဂေလိသွားမယ်ကိုအထဲမှာဘယ်သူပါလာလဲဝိညာဉ်တော်ခရစ်တော်ပါလာတော့အဲ့ဒီဧဝံဂေလိသွားဟောမဲ့နတ်ဆိုးတွေကကိုအထက်ကခရစ်တော်ကိုကြောက်နေတာတဏှာဥကိုကြောက်တာမဟုတ်ဘယ်သူကြောက်နေရလဲအခုကဝိညာဉ်တော်မပါသွားတော့ဝိညာဉ်တော်အတိမမပြုတ်တော့တဏှာဥကိုကြောက်လားမကြောက်ဘူးလေနတ်ဆိုးတွေတော့ဝိုင်းလာအောင်မှာစားတော့ပွဲဆုံးမှာလေကိုအထက်မရှိခရစ်တော်လမ်းလျှောက်လာတဲ့အခါမှာဂါဒရမှာနတ်ဆိုးတွေအဲ့ရှစ်ကင်းဖြစ်လာတယ်လှုပ်ရှားလာလေပေါ်ရှင်းလာနဲ့လူသားယေရှုကရှင်းလာတာနဲ့အထက်ကဖခင်ရဲ့ဝိညာဉ်တော်ကိုနတ်ဆိုးတွေကတည်တဲ့အခါမှာအိုးအမျက်ဆုံးတော့ဖခင်သားတော်အချိန်မတန်ပဲဘာလို့ကြွလာတယ်လဲကြောက်တာတဲ့ဝါလှုပ်ရှားလာအခုတင်လဲပဲအထဲမှာဝိညာဉ်တော်နဲ့အသက်ရှင်လာတဲ့အခါမှာတင်သွားတဲ့နေရာမှာအခြေအနေတွေလှုပ်ရှားလာနတ်ဆိုးတွေလှုပ်ရှားလာတင်သွားတဲ့အခါမှာနောက်ဆိုရင်တင်ယေရှုနာမနဲ့ထပ်ဆရာပြောဆရာမလို့အင်ဂျယ်လန်းလျှောက်လာတာနဲ့နတ်ဆိုးတွေကမောင်းထုတ်ဆရာမလို့တဲ့အဆင့်ကအဲ့ဒီအထဲမှာကိန်းဝတ်တဲ့ဝိညာဉ်တော်ဖြစ်တယ်လက်ခုပ်တန်တဲတယ်ကွာဝိညာဉ်တော်ဟာလေလုယာအာမင်ပြုတ်ပြင်ပေးတဲ့အသက်လိုက်ပြောပြုတ်ပြင်ပေးတဲ့ဝိညာဉ်တော်အသက်တက်ကိုမွေးဖွားပေးတဲ့ဝိညာဉ်တော်ဒုတိယမွေးခြင်းအသက်ကိုမွေးဖွားပေးတဲ့ဝိညာဉ်တော်အသက်ပြုတ်ပြင်ပေးတဲ့ဝိညာဉ်တော်အသက်ရှင်ပေးတဲ့ဝိညာဉ်တော်မဆာပေးတဲ့ဝိညာဉ်တော်တကိုးပေးတဲ့ဝိညာဉ်တော်စုချေစုပေးတဲ့ဝိညာဉ်တော်အဲ့ဒါကကိုယ့်အထဲမှာအတူရှိနေတာအဲ့ဝိညာဉ်တော်နဲ့မတော်တဲ့သူကမျက်နှာตาရကိုရတယ်မျက်နှာตาရကိုရထူးခြားလာတယ်တင်မိသားစုမှာလည်းထူးခြားလာတယ်အတင်းတော်မှာလည်းထူးခြားလာအထက်ကဝိညာဉ်တော်ကိုများခွင့်ပြုလူတွေကတင့်ကိုပို့ရလို့အပ်လာတယ်ဟာလေလုယာအဲ့တော့ဒီနေ့မှာဒီနေ့ဝင်ကချင်းတဲ့အကြောင်းကအသက်အာမခံခေါင်းစဉ်ပါလဲအာမခံပြောကြည့်ပါဦးအသက်အာမခံဆိုမြို့ထဲမသွားနဲ့နော်ပို့ချောအောင်ဆန်းစီကဟိုအသက်အာမခံအဲ့လုပ်ငန်းသွားဖို့ပြောဘူးဘယ်မှာလဲအသက်အာမခံအဲ့ဒီအသက်ကတက်တန်းတစ်ခုပဲလားအထဲမှာလားရှင်ပေးတာလားကောင်းကင်ဘုံမှာလားအနီးနားမှာလားကိုယ့်အထဲမှာလားအဲ့ဒီဖယားကတင်အပြစ်လုပ်တဲ့ခါမှာလဲထွက်သွားမလားရဲပြောဟာခွန်အားရတယ်အလှကိုတော့ဘီယာနဘူးတော့တက်လာမယ်အဲ့လိုလားအဲ့လိုမဟုတ်တင်းရဲ့အသက်တာထဲမှာတင်ကောင်းလို့လာနေတာမဟုတ်ဘူးတင်ကောင်းဖို့လာနေတာဖြစ်တယ်အာမင်တင်ကိုနောင်တရဖို့ကိုတုံပီးအပြစ်ဆိုးငယ်လုံနေတောင်မှအထဲမှာဝိညာဉ်တော်ကဘယ်တော့မှကိုတုံပီးကိုမစွန့်ခွာတော့ကိုစိတ်တလောက်ဆိုးနေဘလောက်ဆိုးမလဲငါသားဆိုးစားနေငါဘယ်တော့မှမစွန့်ဘဒူးမတလောကလုံးမိသားစုတွေအမင်းမကြည့်ပြပါစေဝိညာဉ်တော်ကတင်းကိုအယမ်းချစ်တယ်ကိုတုံပီးတင်းစိတ်တလောက်ချင်းနေဆိုးနေပါစေအယမ်းချစ်တယ်ဝိညာဉ်တော်တင်းကိုလက်မလို့ဘယ်ထိလဲကပါနင်းနောက်ဆုံးထက်တတိနောင်တရပိုင်ခွင့်ရှိတယ်ဝိညာဉ်တော်ငါမသွားပြီးပဲသွားမလဲမရဲသွားတော့ဒါကြောင့်ငါမထွက်တော့ငါသူ့အာမခံနေတဲ့အထက်မှာငါကဲဖို့အာမင်ဒါကြောင့်အဖက်တစ်ထဲမှာပြောလဲအာမခံဆယံတည်းဟူသောဝိညာဉ်တော်ကိုတင်တို့စိတ်နှလုံးသားစိတ်ဝိညာဉ်ထဲမှာရှေလွတ်ပေးတယ်အာမင်ဒါကြောင့်မို့အာမခံဝိညာဉ်တော်ရှိတဲ့သူတွေကလောကမှာလုံးဝပြောင်းလဲတယ်အောင်မြင်တယ်ကြွယ်ဝတယ်ပြောင်းလဲတယ်အသက်ရှင်တယ်ဟာလေလုယာဖျားရှင်ကောင်းကြီးပေးပါစေရောက်ချစ်တဲ့ပေါ်မှာအာမင်